Why do we have to fight for? We have to fight for our freedom. Freedom is the most important thing in our life. Nothing is greater than having a freedom. So freedom is very essential. Without freedom, we are no different than a slave. We have to remember. Number 3, political objectives need to be clear. No, number 3, political objectives. That's why we need to be clear. 3 things: unity. Number 2, bravery and clear political objectives. And together we can make a difference. Together we can make a change. Aku tolayin lauda. Tongku lau ya me. Nama 1 ချက်ညီညွတ်မှုရှိရမယ်. Nama 2ချက်တတိရှိရမယ်. Nama 3ကျွန်တော်တို့နိုင်ငံရေးရည်မှန်းချက်ရှင်းလင်းရမယ်. ဒီနိုင်ငံရေးရည်မှန်းချက်မရှင်းရင်ခရီးသွားလို့မရဘူး. တော်လှန်ရေးလုပ်တာတတိရှိရမယ်. ညီညွတ်မှုရှိရမယ်. ညီညွတ်မှုနဲ့တတိမရှိရင်ဘယ်တော့မှအောင်မြင်မှုမရှိဘူး. အဲ့ဒါမှတ်ထား. ကျွန်တော်တို့အောင်မြင်ရမယ်. မအောင်မြင်လို့ရှိရင်ကျွန်တော်တို့ကတော့အားလုံးကြုံတူဖြစ်သွားမယ်. နော် အခုနေလက်ရှိတော့ရဲတော်စီစီဘောပါကေပတ်တကိုစားလို့ခိုးနာတို့ဒုခဲလက်တဲ့ချေလေဘူးတကောညာကြီးလေဘူးနေညာကြီး we are making a history ပမာဝဒပတချက်တဲ့တော့ပတစီဆိုတဲဆိုလို့တနေညာကြီးလေတော့ကွယ်တာအဆိုဆိုခက်ခက်သာတော့တနေညာတော့ချူညာဟိုလီနေတဖာ ကမလောကကြီးဝတ္တစီဆိုလက်တနိညာင်းနေဒါတနိညာင်းနေကိုကချုပ်လဒီလကတလောအခုနေမောကစားရကိုတော့သူလက်တော့သူဟဲ့ကြီးမသူဩရတမနဒီလပနေကေဘကသူလေဒီတပလေကောတပလေအဆိုကလေးနေမေယတာကတော့ဟဲ့ကြီးဘာကေပတကိုစာလောခနာတော့ဒူလာမတ်ကိုဒါပေါ်တော့ခဲလေလေဘုဒ္ဓကိုညိုင်လောတပ်လို့